လူတိုင်းဘဝမှာတစ်ကြိမ်မဟုတ်တစ်ကြိမ်တော့အချစ်ဆိုတဲ့အရာနဲ့တွေ့ကြုံခံစားမှုကြမှာပါတချို့ကပြောတယ်အချစ်ဆိုတာခံစားချက်ပဲတဲ့တချို့ကပြောတယ်အချစ်ဆိုတာပျော်ရွှင်မှုကိုပဲပေးတယ်နဲ့ဒါပေမဲ့တကယ်တမ်းအချစ်ဆိုတာအဲ့ဒီလောက်ပဲလားတကယ်တော့အချစ်စစ်ဆိုတာခံစားချက်တစ်ခုထက်ပိုပြီးနဲ့ဆိုင်ပါတယ်အချစ်စစ်ဆိုတာခံစားချက်လှလှလေးပဲမဟုတ်ဘူးအချစ်စစ်ဆိုတာပထမပိုင်းမှာအယမ်းလှနေမယ်အယမ်းပျော်စရာကောင်းနေမယ်လို့လည်းမထင်ပါနဲ့တခါတလေအချစ်စစ်ဆိုတာငင်းခုန်မှုတွေရှိမယ်နားလည်မှုလွဲမှုတွေရှိမယ်တိတ်ဆိတ်နေတဲ့ညတွေရှိမယ်ဒါပေမဲ့အဲ့ဒီအချိန်တွေမှာတော့မစွန့်ခွာသွားဘူးဆိုတာကအချစ်စစ်ရဲ့တက်တည်ပါပဲအချစ်စစ်ဆိုတာကိုယ့်ထက်သူ့ကိုပဲပိုရေးပေးနိုင်တာတကယ်ချစ်တဲ့သူတယောက်ဟာကိုယ့်အတွက်ပဲမစင်းစားပါဘူးသူပျော်ရင်ကိုယ်လဲပျော်တယ်သူနာကျင်ရင်ကိုယ်လဲနာကျင်တယ်အရေးကြီးတာကငါဘာရမလဲမဟုတ်ပဲသူဘာလိုအပ်နေလဲဆိုတာကိုပဲစဉ်းစားတာမျိုးပါဒါကအချစ်စစ်ရဲ့အစပဲရှိပါသေးတယ်အချစ်စစ်ဆိုတာနားလည်မှုနဲ့စတင်ရတာလူနှစ်ယောက်ချစ်တယ်ဆိုတာနဲ့တူညီသွားတာမျိုးမဟုတ်ပါဘူးအတွေးခေါ်မတူနိုင်ဘူးအချစ်မတူနိုင်ဘူးစိတ်ခံစားမှုမတူနိုင်ဘူးဒါပေမဲ့အချစ်စစ်ကတော့မတူတာကိုပြောင်းလဲဖို့မကြိုးစားပဲနားလည်ဖို့ပဲကြိုးစားတာပါတယောက်ကိုတယောက်ပြုပြင်ချင်တာမဟုတ်ဘူးလက်ခံပေးနိုင်တာကအချစ်စစ်ရဲ့အရသာပါပဲအချစ်စစ်ဆိုတာအချိန်နဲ့လိုက်ပြီးတဖြည်းဖြည်းခိုင်မာလာတာတချို့အချစ်တွေကအစပိုင်းမှာအယမ်းပြင်းထန်တယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့ပျောက်သွားတတ်တယ်ဒါပေမဲ့အချစ်စစ်ကတော့အဲ့လိုမဟုတ်ပါဘူးအချိန်ကြာလာလေယုံကြည်မှုပိုတိုးလာတယ်နားလည်မှုပိုတိုးလာတယ်ပြီးတော့ငါအတွက်မရှိမဖြစ်ဆိုတဲ့ခံစားချက်မျိုးဖြစ်လာတယ်အခက်အခဲရှိတဲ့အချိန်မှာအချစ်စစ်ကိုစတင်မြင်ရပါတယ်ပျော်နေတဲ့အချိန်မှာလူတိုင်းနဲ့အတူရှိနိုင်တယ်ဒီလိုပါပဲငိုနေတဲ့အချိန်ကြာရှုံးနေတဲ့အချိန်ဘာမှမရှိတော့တဲ့အချိန်မှာဘေးနားမှာမပြောက်သွားတဲ့သူကသာတကယ်ချစ်စစ်ရှိတဲ့သူပါအချစ်စစ်ဆိုတာအစဉ်ပြေတဲ့အချိန်မှာပဲမြင်ရတဲ့အရာမဟုတ်ပါဘူးအစဉ်မပြေတဲ့အချိန်မှာတက်တည်ပြတာပါညီကုန်းချုပ်အနေနဲ့အချစ်စစ်ဆိုတာစကားလုံးလှလှလေးတွေပဲမဟုတ်ပါဘူးလက်တွေ့လုပ်ရက်တွေနားလည်မှုတွေတီးခံမှုတွေယုံကြည်မှုတွေအားလုံးပေါင်းဆက်ထားတဲ့အရာပါအချစ်စစ်ဆိုတာငါမင်းကိုလိုအပ်တယ်ဆိုတာထက်ငါမင်းဘေးနားမှာရှိနေမယ်ဆိုတာကိုတက်တည်ပြနိုင်တာပါအားလုံးအချစ်စစ်နဲ့တွေကြုံနိုင်ကြပါစေဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အမှားများပါသွားတာရှိခဲ့ရင်ဝေဖန်ပေးခဲ့ကြပါအောင်နော်